အခုကျွန်တော်ရှင်းပြမယ့်ဗီဒီယိုကတော့ H printer အမျိုးအစား portable printer ကျွန်တော်တို့201 301 Satomi model လေးတွေကိုကျွန်တော်တို့ကဒီ computer driver installation ပြပြီးတော့မှဖြစ်ပါတယ်ကျွန်တော်တို့ကနဦးဆုံးဘာလုပ်ပေးရမလဲဆိုလို့ရှိရင်မိမိတို့စီမှာ driver မရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ internet ကနေပြီးတော့ driver တစ်ခုကို down ပေးဖို့လိုပါတယ်driver ရှိတယ်ဆိုလို့ရှိရင်တော့အဲ့ driver လေးကို installation လုပ်လို့ရှိရင်လည်းရပါတယ်ခင်ဗျကျွန်တော်ကတော့အခုလောလောဆယ် driver down ပြီးသားဖြစ်လို့ကျွန်တော်အရင်ဦးဆုံးဒီ download ထဲကနေပြီးတော့ installation လုပ်တဲ့ပုံစံလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်တချို့သော client တွေစီမှာ driver ကအဆင်သင့်ရှိပြီးတော့ကျွန်တော်တို့ဒီ online channel တစ်ခုခုကနေပြီးတော့ကျွန်တော်ပေးပို့တာဖြစ်ပြီးတော့တချို့သော customer တွေအတွက်ကြတော့လည်းကျွန်တော်တို့ website ကနေပြီးတော့ရိုက် down ပြီးတော့ဟို installation လုပ်လည်းရပါတယ်ခင်ဗျအခုကျွန်တော်တို့ down ထားပြီးသား file ရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ download ထဲကနေပြီးတော့ဒီ H printer ကျွန်တော်တို့ software လေးကိုကျွန်တော်တို့ installation စပြီးလုပ်ပြပေးပါမယ်မရှိတဲ့သူတွေကတော့ H printer ရဲ့ကျွန်တော်တို့တရားဝင် website မှာတွားရောက် down လုပ်လည်းရပါတယ်ခင်ဗျကျွန်တော်တို့ဒီ H printer ဆိုတဲ့ကျွန်တော်တို့ driver လေးကိုကျွန်တော်နှစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျကျွန်တော်တို့ installation စပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ file လေးကို run လုပ်ပြီးစပြီးတော့ပြောပါမယ်ထုံးစံတိုင်းပဲကျွန်တော်တို့ license agreement နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ accept လုပ်ပါမယ် next ကိုဆက်သွားပါမယ်ဒါကကျွန်တော် installation location ဖြစ်ပါတယ် next ကိုဆက်သွားပါမယ်ကျွန်တော်တို့ finish ကိုဆက်ပြီးတော့သွားပါမယ် installation ဆက်လုပ်သွားပါလိမ့်မယ်ခင်ဗျကျွန်တော် installation ပြီးတဲ့အချိန်မှာကျွန်တော်တို့ computer ရဲ့အောက်ဘက်မှာ text bar ပေါ်မှာနောက်ထပ် portal တစ်ခုပေါ်လာပါလိမ့်မယ်အဲ့ဒီထဲမှာ install printer driver ဆိုတဲ့ကျွန်တော်တို့ဒီ button လေးကိုရွေးပေးရပါမယ်ပြီးတဲ့အခါမှာ next ကိုဆက်သွားပါမယ်ဒီနေရာမှာကျွန်တော်တို့ရဲ့ printer လေးက USB network bluetooth ဒါတွေကိုရွေးလို့မရပါဘူးကျွန်တော်တို့ Aadhaar ကတစ်ဆင့်မိမိတို့ရဲ့ printer model လေးကိုတွားရောက်ရွေးချယ်ရမှာဖြစ်ပါတယ်ကျွန်တော် Aadhaar ကိုရွေးပြီးတဲ့အချိန်မှာ next ကိုဆက်သွားပါမယ်ဒီထဲမှာကျွန်တော်ရွေးချယ်ပေးရမယ် printer model လေးကပါလဲဆိုလို့ရှင် H printer HP T21201F ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ပြီးတဲ့အခါမှာ next ကိုဆက်သွားပါမယ်ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှင်ကိုယ့်ရဲ့ printer ရဲ့ port ကိုဆက်လက်ပြီးရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီထဲမှာဆိုလို့ရှင်မိမိ printer နဲ့ချိတ်ဆက်ထားတဲ့ port ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီထဲမှာဆိုလို့ရှင်ကျွန်တော်တို့က 4 barcode လို့ပေါ်တဲ့ USB port number လေးရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ညာဘက်ချမ်းမှာ TYB type ဆွဲရှိပါတယ်အဲ့ type ဆွဲနေရာလေးမှာကျွန်တော်တို့ score ဆွဲပြီးတော့ဘယ်ညာအပေါ်အောက်လိုက်ဆွဲပါဆိုလိုချင်တာဒီနေရာမှာကျွန်တော်တို့က port number မှားလို့ရှိရင် printer နာမည်လေးထွက်နေတော့လည်းပဲ print စာရွက်ထွက်လာမှာမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့ကညာဘက်ချမ်းမှာရှိတဲ့ type ကိုဦးစားပေးပြီးတော့ကျွန်တော်တို့ရွေးချယ်ပေးရဖို့လိုပါတယ် 4 barcode ဆိုတဲ့နာမည်လေးပေါ်တဲ့အခါကျမှဘယ်ဘက်ချမ်းမှာရှိတဲ့ port number ကအမှန်ပဲဖြစ်မှာပါဒီနေ့ဆက်သွားပါမယ်ကျွန်တော်ပြီးလို့ရှိရင်ဒါကို next ဆက်သွားပါမယ်do you want to driver wizard and install this ဆိုတော့ဒီ printer လေးကိုအခြား port တစ်ခုကတုံးထားတယ်ပြန်ဖြုတ်မှလာမိတာပါကျွန်တော်ပြန်ဖြုတ်မယ်လို့ပြောလိုက်ပါမယ်ကျွန်တော် yes လို့ပြောပြီးရင်ကျွန်တော်ဒီမှာလေးကိုအမှန်ချစ်ဒါဖြုတ်ပေးရမှာဖြစ်ပါတယ် accurate driver ကျွန်တော်တို့ဒီကနေပြီးတော့ဒါ 2 printer selected ဆိုကျွန်တော်တို့က next ကိုဆက်သွားပေးရမှာဖြစ်ပါတယ်ပြီးရင် finish ကိုဆက်သွားပေးရမှာဖြစ်ပါတယ် driver လေး installation ပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီတက်ဆိုင်ရာ software ကနေပြီးတော့ print ထုတ်စီဖြစ်စေtest print ထုတ်စီဖြစ်စေကျွန်တော်တို့စမ်းသပ်ပြီးလို့ရပါတယ်ဒါကျွန်တော် close နှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ setting ထဲမှာရှိတဲ့ window printer တွေကိုကျွန်တော်တို့သွားပါမယ်ကျွန်တော်တို့ပြီးလို့ရှိရင် bluetooth and device ကိုသွားမယ်ပြီးလို့ရှိရင် printer and scanner ကိုသွားမယ်ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ခုန installation လုပ်ခဲ့တဲ့ printer model လေးကိုရွေးချယ်ပြီးတော့ရှာပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီထဲမှာဆိုလို့ရှိရင်H printer HPT 201 ကမှာ default ဖြစ်နေပါတယ်အဲ့လားလေးကျွန်တော် test page ထုတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ print ထွက်တဲ့ printer အတန်လေးကိုလည်းဒီကြားရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေရာလေးမှာကျွန်တော်တို့ minimize လုပ်ပြီးတော့ကျွန်တော်တို့ရဲ့ default ဒီ barcode ထုတ်တဲ့ software လေးကတစ်ဆင့်ကျွန်တော် test print လေးစမ်းပြပေးပါမယ်တခါတည်းမှာတချို့တော့ဒီ POS software တွေမှာသူတို့ test print စမ်းတာမျိုးရှိပါတယ်တခါတည်းမှာတော့ကျွန်တော်တို့တချို့ printer တွေဒီ test print မရဘဲနဲ့တက်ဆိုင်ရာကျွန်တော်တို့ app ကတစ်ဆင့်တောက်ရောက်ပြီးတော့ print ထုတ်လို့ရှိရင်အဆင်ပြေတာမျိုးလည်းရှိပါတယ်ကျွန်တော်တို့ဒီမှာကျွန်တော်ရွေးချယ်ထားတဲ့ label size ကဒီအလျား 30mm အနံ 20mm ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာ create ကိုစပြီးနှိပ်ပါမယ်ကျွန်တော်တို့ barcode တစ်ခု sample အနေနဲ့ကျွန်တော်တင်လိုက်ပါမယ်တင်ပြီးတဲ့အချိန်မှာအလားလေးကိုကျွန်တော် test print လေးထုတ်ပါမယ် test print လေးကကျွန်တော်ရွေးချယ်ရမယ့် printer နာမည်လေးကတော့ H printer HP T210F ဆိုတဲ့ model လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာ3ခုလောက်ကျွန်တော်ရွေးလိုက်ပါမယ်ပြီးရင်ကျွန်တော် print လုပ်နေလိုက်ပါမယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော် print ထုတ်တဲ့ပုံစံလေးကိုလည်း
ဒါအတန်ကြားရမယ်လို့ကျွန်တော်ထင်ပါတယ်လက်ရှိမှာကျွန်တော်တို့computer on screen recording ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးတော့ထည့်မထားတော့ပါဘူးဒါပေမဲ့ကျွန်တော်ဒုတိယအချိန်ထပ်ပြီးတော့ကျွန်တော် print ထုတ်ပေးပြပါမယ်သူရဲ့ print ဒီ sound လေးကိုကျွန်တော်ကြားရစီဖို့အတွက်ပါကျွန်တော်နောက်ထပ်3ခုထပ်ထုတ်လိုက်ပါမယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်